အဲ့တော့သူကလေငလင်လုံနေတယ်လို့ခန္ဓာကိုယ်ကအဲ့လိုဖြစ်အဲ့နော်ငလေးအိပ်ရောအိပ်ပြော်လာအဲ့ဆိုအဲ့အခုနောက်ပိုင်းကလေမရရအောင်ကျိတ်နေပြီးတော့အိပ်ပြောအိပ်ရတယ်ပေါ့တွေးတော့မတွေးတော့ကြမှာအဲ့မိုးလေးကြမှာအေးနည်းနည်းဝလာတယ်နည်းနည်းလန်းတယ်ပေါ့နော်အဲ့နေကင်းကြောလောက်ကနေစပြီးဒေါင်းသွားပြီအဲ့လုံးဝလုံးမဟိုပါဖြစ်တော့ဟိုမလှုပ်ချင်တော့မတဲတော့ညောင်းပြီးတော့သူကဟိုလိုကြီးလည်းနေရတာကအဆင်မပြေဘူးဆိုမှဒါလေးအခုဒီဘက်နန်တစ်ချမ်းလုံးကနေပြီးတော့အောက်ထိတောက်လျှောက်ဖြစ်တာလားခံရတာတစ်ချမ်းလုံးညောင်းတာလားအေးဟိုတစ်ခါကျရင်လည်းအဲ့ဟိုဒီအပေါ်ပိုင်းညောင်းတစ်ခါကျရင်ဒီအောက်ပိုင်းအခုကျတစ်ခါကျရင်တပြေးတယ်အဲ့ညီမကတစ်ခါကျအဲ့လိုနေကနာမျိုးလမ်းလျှောက်တာမတရားလမ်းလျှောက်နိုင်ခွက်လောက်45မိနစ်လမ်းလျှောက်လိုက်နေပျောက်သွားပြန်အဲ့လိုမျိုးချွေးတွေထွက်လာဟောရလေချွေးတွေထွက်လာတီးလိုက်ဒီပေါ်ပဲထွက်သွားချွေးတာ6လိုက်ထွက်အဲ့လိုဖြစ်ရတယ်လူကအပူအေးလည်းမမျှတော့ခန္ဓာကိုယ်ကဘလိုတွေဖြစ်နေတာလဲအဲ့ဒီထွက်တောင်ပြေးနေတယ်တဲ့အဲ့ဒါကိုယ့်ကိုသေဖို့အောင်ကြံစီတယ်အဲ့လောက်ကြီးပြေးတာစိတ်သက်တွေကြာတယ်လေဆင်မတကယ်တော့စိတ်ဆင်းရဲတာပါတယ်တောကရည်လည်းရှိတယ်ဒီကနေတာနေရတယ်မပျော်ဘူးလမ်းပြောင်းနေရပေါ့ဟိုလမ်းတွေ့အောင်ရှာမယ်နော်ဘာတွေတွေ့မလဲဆိုတာအခုရှိမယ်အခုတွေ့နေပြီကိုညီမလေးကိုပြီးစင်းနေပြီတိုင်ပင်ကြဟိုညီမဟောလဲနည်းနည်းတိတ်ပြီးတော့ဥပ္ပခါတီးထားရပါတယ်ပေါ့နော်ညီမကြိတ်ခံပြီးတော့အခုဆရာမညီမပြရင်တိုင်းဖះပဲရောပတ်စံလေးစုထားအဲ့အခုနာအဲ့ဒီကဘယ်လိုမှအားကျုံမှန်တယ်နော်အေးမြင်သွားရဲ့လက်မကိုင်းအဲ့လိုမရှိဘူးအဲ့လိုဖြစ်နေတာဘဝလေးအဲ့စိတ်တက်ကြီးကြာဘယ်မှမသွားတော့အိမ်ထဲမှာပဲအဲ့ဒါသူများအိမ်မှာနေရတယ်ဆိုတော့သူများအိမ်ကအလုပ်ပဲဝိုင်းလောက်ရတယ်ကြာပဲခမင်းတလုံးဆောင်အဲ့ကလေးလေးကရှားကျွေးနေလို့တရားပဲလားကလေးတရားပဲလားမဟုတ်တားတော့အကြီးကောင်အိမ်တော်ကြောက်ရတယ်သူကဟိုးအဝေးမှနေအငယ်တော့ကဒီစန္ဒနာဆောင်ဝတ်ပြေးတာလေအငယ်တော့ကသူတယောက်ပဲအလုပ်လုပ်ပြီးအဲ့လိုအခုအဖြေယောဂအဖြေရှာတွေ့ရင်ညီမလေးအနာနဲ့စိတ်နဲ့တွေ့မယ်တွေ့တဲ့အခါညီမလေးစိတ်ကြည်လင်းလာမယ်အလုပ်တွေလုပ်လာနိုင်မယ်ရှင်းပြောရင်စီးပွားလည်းပြန်ရှာလာနိုင်လိမ့်မယ်ပြီးလို့ရှိရင်အဲ့ဒီဟာလည်းထပ်ပြီးဆွေးနွေးပေးမယ်နော်အဲ့လိုမျိုးလမ်းပြောင်းနေတဲ့သူတွေကိုလည်းမလက်တွဲပြီးတော့ခေါ်ပေးတယ်နော်အဲ့လိုဆွေးနွေးပေးတယ်နားထောင်ပေးတယ်ပေါ့နော်နားထောင်ပေးတဲ့အခါကျရင်ငါဘာကူညီပေးနိုင်မလဲဆိုတဲ့အတွေ့အလေးတစ်ခုနဲ့မကူညီနိုင်ကူညီပေးတယ်စီးပွားရေးလမ်းကြောင်းပေါ့နော်အဲ့တော့ကိုဘာဝါသနာ